ကိုတောင်ကောင်းကောင်းမွန်မွန်မထိန်ချုပ်နိုင်သေးပဲနဲ့မင်းကမင်းမိသားစုကိုဘလို့ကူညီနိုင်မလဲလို့တွေးနေတာလားတာဝန်ယူမှုဆိုတာဂုံတူးဆောင်ဘွဲ့တစ်ခုလို့မင်းပြောနေပေမဲ့မင်းရဲ့နေ့ရက်တွေကစိတ်လိုက်မှန်ပါလှုပ်ချင်တာလှုပ်အာယုံပြန့်လွှင့်မှုတွေနဲ့စင်ချီတွေနဲ့ပဲပြည့်နေတယ်ကိုယ့်ရဲ့အကျင့်စရိုက်ကိုတော့မထိန်ချုပ်နိုင်တဲ့သူကပတ်ဝန်းကျင်ကိုထိန်ချုပ်နိုင်မှာမဟုတ်ဘူးသူများကိုအကာအကွယ်ပေးမဲ့အကြောင်းအိမ်မက်မမခင်ကိုတောင်အကာအကွယ်ပေးနိုင်ရဲ့လားဆိုတာအရင်မေးကြည့်ပါအခုချိန်မှာမင်းကထောက်တိုင်တတိုင်မဟုတ်ပဲနောက်ထပ်ဝန်ထုတ်ပုံဖို့တစ်ခုပဲဖြစ်နေသေးလို့ပဲမင်းကကံမကောင်းဘူးဘယ်သူမှငါ့ကိုနားမလည်ဘူးပင်ပန်းတယ်လို့ပြောနေပြီမယ်ဒါတွေကရိုးရှင်းတဲ့အမှန်တရားကိုဖုံးကွယ်ထားတဲ့ပကာဒနာစကားတွေပဲမင်းမှာစီကံမရှိဘူးဘာလုပ်ရမယ်ဆိုတာကိုမင်းကသင်ကြားပြီးသားပါစောထားပိုကြိုးစားအမေးလေလားအခက်အခဲကိုခံနိုင်ရအောင်ဒီအခြေခံမှုတွေကိုမင်းအကျင့်1000လောက်ကြားဘူးပြီးသားပဲဒါပေမဲ့မင်းကဒါတွေကိုစီးမြင်တစ်ခုလို့မဟုတ်ပဲကြပြားတစ်ပုတ်လိုပဲသဘောထားတယ်ဒါကြောင့်ဘာမှမပြောင်းလဲနိုင်တာမင်းကိုတားဆီးထားတာကမတိနားမလည်မှုမဟုတ်ဘူးရှောက်လွှဲမှုပဲဘဝကမင်းအပေါ်ရက်စက်တာမဟုတ်ဘူးမင်းကကိုပို့ပြီးတောင်းဆိုဖို့အရန်အေးစီးနေလို့တားကောင်ကိုလိုက်ဖမ်းနေချင်းတိတိုင်းအောင်နေတာမဟုတ်ဘူးဒါပေမဲ့တားကောင်ရတဲ့ချင်းတိတိုင်းကတော့လိုက်ဖမ်းခဲ့ကြတာပဲစူးစမ်းအားထုတ်မှုဆိုတာအသက်ရှင်ရည်တည်ရင်အနှိမ့်ဆုံးတန်အခက်အခဲကိုငင်းဆန်တာကပါမန်အစ်စ်မှာပဲရှိနေစေတယ်အမေးလိုက်ဖို့ငင်းဆန်နေရင်ဖိုက်စားတယ်လို့မင်းငင်းလို့မရကဘာကြီးကတုံ့ဆိုင်နေတာကိုကြွမဆိုင်နောက်ဆုံးမှာတော့မိခုံးကရိုးရှင်းပြီးရက်စက်တယ်မင်းချီရတဲ့သူတွေကအခက်အခဲကြုံလာတဲ့အခါမင်းရဲ့အဖြေကစကလုံးနဲ့ထွက်လာမှာမဟုတ်ဘူး